ပါစီးကျင်စီးပူရဲ့ဝေဒနာကိုခံစားဖို့ကြပါတယ်။စီးသွားတဲ့အခါတိုင်းစက်ပြင်းပြင်းဖြစ်နေတယ်။စီးသွားလို့ပြီးတာတော့မှမပြီးသေးလို့ခံစားရတယ်။အဲ့ဒီလိုခံစားမှုမျိုးဖြစ်လာရင်လူအများစုကအုံစိမ့်ရည်တောက်လိုက် cranberry extract တွေပါဝင်တဲ့ဆေးတွေတောက်လိုက်ဒါမှမဟုတ် potassium citrate တွေတောက်ဖို့အကြံပေးကြပါတယ်။ pharmacist အနေနဲ့ပြောရမယ်ဆိုရင်တောက်လို့ရပါတယ်။ဒါပေမဲ့ဘာကြောင့်တောက်ဖို့လိုလဲဆိုတာသိဖို့လိုပါတယ်။စီးကျင်စီးပူရတာကစီလန်ကြောင့်ပိုးဝင်တာစီးကိုတက်ကြအောက်လာတာရေတောက်နေတာတောက်တက်ဒါမှမဟုတ်စီးအိမ်မှာတောက်တယ်နေတာစီးအိမ်ရရန်ရောင်ရမ်းတာစတဲ့အကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ cranberry extract ကစီလန်ကြောင့်မှာဘက်တီးရီးယားတွေကပ်တွယ်နေတာကိုရောစားတဲ့နေရာမှာအကူအညီပေးနိုင်တဲ့အတွက်ကြောင့်မို့လို့စီလန်ကြောင့်ပြဿနာထပ်ခါဖြစ်နေတဲ့သူတွေမှာအထောက်အကူပေးနိုင်ပါတယ်။ကက်တရီးယားတို့စီတဲတို့လိုမျိုး potassium citrate, sodium citrate ပါဝင်တဲ့ဆေးတွေမှာ citrate ကစီးကို alkaline ဖြစ်အောင်အဓိကကူညီပေးနိုင်တဲ့အတွက်ကြောင့်မို့လို့စီးသွားတဲ့အခါပူဆက်ပူလောင်ဖြစ်တာဆက်ဖြည်းဖြည်းဖြစ်တာစတဲ့ခံစားမှုမျိုးတွေကိုသက်သာစေနိုင်ပါတယ်။အုံစိမ့်ရည်ကတော့ရေဓာတ်နဲ့ citrate ဓာတ်တွေဖြည့်ပေးနိုင်တာကြောင့်မို့လို့စီလန်ကြောင့်ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်ပါတယ်။ဒါပေမဲ့ရှားတာခါနာတာဆင်းရဲသေးပါတာလားမျိုးရှိရင်တော့ဆေးတိုင်မှာဆေးဝယ်တောက်ရုံနဲ့မပြီးတဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့တိုင်ပင်သင့်ပါတယ်။ဒါကြောင့်စီးကျင်စီးပူတဲ့အခါ cranberry extract တွေ citrate ပါဝင်တဲ့ဆေးတွေနဲ့အုံစိမ့်ရည်တွေကိုအထောက်အကူအနေနဲ့အသုံးပြုလို့ရပါတယ်။ဖြစ်နေတဲ့လက္ခဏာတွေမသက်သာတာပုံဆိုးလာတာမျိုးရှိရင်ကျန်းမာရေးပညာရှင်တွေနဲ့တိုင်ပင်ဖို့မမေ့ပါနဲ့နော်။